20ရက်3လ1886နောက်ဆုံးအခေါက်ပါပဲကျွန်တော်ရွာကိုပြန်လာခဲ့ပါတယ်အမေရွာဆိုတာတမန်တနောင်ရှားဆောင်ပြတဲ့တန်းတဲ့ပင်တွေနဲ့မိုးနံချုံပုတ်ရှားပင်ငုတ်တို့နီညိုညိုကြောက်ခဲလုံးတွေနဲ့ထမ်းပဲမြင့်မြင့်ကြီးတွေကြားကတဲကလေးတစ်လုံးမှာအဲ့ဒီတဲကလေးရဲ့အမေလဲလျောင်းနေပေါ်အမေကျွန်တော်ရောက်လာပြီအမေကျွန်တော်ကိုထပြီးနှုတ်ဆက်ပါအောင်အမေချီရဲ့ဆုံးကိုပွေဖက်အတမထွက်ပဲကျွန်တော်ငိုတယ်ထမ်းမဲ့မြင်းမြင့်ကြီးတွေပေါ်ကရွှေချောင်းကြောက်တွေတစ်ချက်ချက်မြည်လို့ကျွန်တော်ကိုစကားမပြောချင်လို့အမေသွားတွေတင်းတင်းစိတ်ထားသလားကျွန်တော်ကိုမမြင်ချင်လို့မေ့မျက်လုံးတွေမိတ်ထားသလားထားကြည့်ပါအောင်စကားပြောပါအောင်အမေရဲ့ဟောအမေကိုသူတို့ဟိုးမှမကြီးပင်တွေစိန်ညွညွနဲ့ဇရက်အိုးအိုးကြောက်တော့နီညိုညိုတွေစီထားတယ်တင်ချိုင်းဆိုတဲ့နေရာကိုပို့ကြတော့မလို့တဲ့လဲဝင်းကိုပြင်ဆင်ပေးကြပေါ့အမေလောင်းကိုခေါင်းနဲ့ထဲကြပေါ့ကြီးစီကိုရိုက်နှက်ကြပေါ့ကျွန်တော်မငိုပါဘူးအမေငိုလို့မရတော့ဘူးအမေမြေကလေးလေးတွေကျွန်တော်ဒူနဲ့ဒူမာလေးတွေသူတို့ငိုပါစေအမေသားသူတို့ရဲ့အဖေကျွန်တော်အကိုကြီးအမေသမီးသူတို့ရဲ့အမေကျွန်တော်အမသူတို့မောင်နှမနှစ်ယောက်အမေအရင်စောစောစီးစီးဟောဒီလောကကြီးတွေကထွက်ခွာသွားကြတော့မိတစိုးဖာတစိုးဟောဒီကလေးလေးတွေအမေအတွက်သူတို့ငိုပါစေအမေအတွက်သူတို့မျက်ရည်တွေထိုက်တန်ပါတယ်အမေကျွန်တော်ကတော့ငွေဝရက်တွေအကြောင်းတချင်းမစုံနိုင်တဲ့ငှက်တကောင်ရဲ့ခြေခွဲမှုလို့ရာခင်းထဲကအမေဘဝကိုအဝေးကပဲတန်းတာပူဆွဲခဲ့သူပါအမေနေကောင်းပါစေအမေအားသာဝရလူကြီးပြုစုနိုင်တိကိုဖြစ်ရပါလို့ဤညအိယာဝင်ညင်းနဲ့လှုပ်ခတ်ပဲ့တင်ထက်ခဲ့တဲ့ခွန်အားမဲ့စုတောင်းတန်များကြရွှေလျားလွန်းတဲ့ညတွေတာခန္ဓာကိုယ်ပေါ်သိစိတ်စွာကြည်ပြုံးခဲ့ရာမနေ့ကတော့အမေဆုံးမိအမြန်လာတဲ့ကုသိုလ်ကြမှာနှုံချလို့လားစုတောင်းများမပြေးခဲ့ဘူးအမေကမွေးပေမဲ့အမေကိုလုံမကျွေးနိုင်ခဲ့တဲ့ဟောဒီခန္ဓာကိုယ်ကြီးဟာဘာသုံးကြတော့မှလဲအဲ့ဒီလိုနောင်နာတရားတွေကနှလုံးသားကိုကုတ်ချင်ဘဝဆိုတာကိုလည်းမကြေမနက်ဖြစ်မိပေါ်ကျွန်တော်မငိုရဲတော့ပါဘူးအမေငိုဖို့ရရှက်လာပါတယ်အမေနဲ့အတူအမေကိုခြေစုပ်လက်နဲ့ပြုတ်ခဲ့တဲ့ဟောဒီကလေးလေးတွေသူတို့ငိုပါစေကျေးဇူးကိုသူတို့ရိုက်နှက်ကြပေါ့လဲဝင်းကိုသူတို့တွန်းကြပေါ့နီညိုညိုကြောက်သုံးတွေကြကရထားတစ်စင်းအဝေးကိုထွက်သွားပြီလွန်ခဲ့တဲ့အနှစ်20ဒီရွာကလူငယ်ကြီးတော်တာတယောက်ဒီရွာကိုပြန်မရောက်လာရထားကသူ့ကိုအဝေးသို့ခေါ်ဆောင်သွားခဲ့သူနဲ့သူစီးသွားတဲ့ရထားအကြောင်းလူတွေမေးကြပေါ့ပြောဆိုအမှတ်ရသူတစ်စုံတစ်ယောက်မျှမရှိတော့အဲ့ဒီလူငယ်ဟာအခုအမေရဲ့ခေါင်းကိုဖက်ပြီးငိုနေတဲ့ကျွန်တော်ပဲပေါ့အမေဟောဒီရာခဲတွေကြမင်းနေတိုင်းလှုပ်ရှားခဲ့တာကျွန်တော်မမြင်နိုင်ခဲ့ဘူးအမေသမီးကျွန်တော်အမရဲ့ယောက်ျားကထေရဓမ္မထေရကျိုးအမေသားကျွန်တော်ကိုကြီးရဲ့မင်းမကမီးရဲ့ကျိုးမျက်စိတစ်ဖက်ခွဲသူတို့တွေနဲ့ကြံရစ်ခဲ့တယ်အမေကလေးလေးတွေနဲ့အတူဖညက်ကျိုးထင်းခွေရေခက်နတ်မတီကိုအမေရုံးကန်ခဲ့တဲ့နေ့တွေမှာကျွန်တော်ဟာဝေးမှာပေါ့တဲ့နေ့ကတရားလုံးမီးလောင်ပြကြအဲ့ဒီကလေးက
အမေကရွာထဲကိုပြန်မရောက်အိမ်ပြန်မဆောင်နိုင်ထမ်းပင်အောက်ကထမ်းထဲမှာအမေနေကြခဲ့ပါတယ်အမေကြီးစီကိုရိုက်နေကြပေါ့လဲပင်ကိုသူတို့တွန်းကြပေါ့ဟိုးနောက်တောင်တော်တန်းကထမ်းပင်ရိပ်ဖြာမှာနေလုံးကတပြေးပြေးညိုခဲ့ပေါ့နောင်တို့တလေညာမီငွေတွေလွန်းတက်လာပေါ့ဟိုတော်ကမှုကံပါမှာမျက်စားနေတဲ့နွမတွေကအမေကိုနှုတ်ဆက်ကြနေသလားတင်းစွန်ငန်းအပြန်လမ်းမှာကြီးကန်းတွေကတော့ကြရဲ့နဲ့ရွာဘက်စီပြန်ပြေးကြပေါ့နေညိုကြီးအိမ်အပြန်လမ်းမှာတော်ရန်ရှူမြော်ဟိုးနောက်တောင်တဲ့ပေါင်းမဲကကျွန်တော်ဘဝကိုမဝါမျိုးမီကလေးဘဝအရွယ်ငယ်တုန်းကလေတောင်းရင်တောင်းကြတစ်ပင်ပြားမှာမရဲ့နေတစီတွေလားအမေတစီဆိုကျွန်တော်ကြောက်လာစီတညာလားပြူစောတီးဆိုလားရဲဘော်ပြူဆိုလားတကားကိုသားကောက်နွားကောက်ဆန်းမြန်လို့တနက်တွေထုတ်ချင်းပြီးခိုင်ကန်လဲတဲ့စင်းနွားပြညိုတရှင်းနဲ့အတူလဲမောင်းဖို့ဆိုပြီးအဖေကိုခေါ်သွားရွာနောက်ဖက်သောဦးချာမှာတနက်တန်တစ်ချက်ချလိုက်ရာအဖေကျွန်တော်တို့မိသားစုဘဝရာဇဝင်ကိုဖျက်ဆီးရတဲ့ညပေါ်လွတ်လပ်ရေးရပြီးခါစားတခိုးတပြားတွေတကိုးပြလို့ကောင်းစဲခစ်ကြီးတယ်လူဖြစ်ခဲ့ရတဲ့ကျွန်တော်အမိကျော်ပေါ်မှာတနတ်တန်တွေကြပြေးလွှားပုံအောင်ရှားတောင်ဆောင်တပူးကြုံတယ်ညာတိုင်းပဲအိတ်ခဲ့ရတယ်မဟုတ်လားအမေစစ်စနက်မီအကျွမ်းအကြံတွေနဲ့ခေအပြက်ကြီးကိုတွန်းလှန်ရင်အမေရဲ့တခြားအမေတွေရဲ့အမေတွေအားလုံးကလေးတွေကိုပကုံးပေါ်တင်းပြီးပြေးကြလွှားကြပုံးကြအောင်ကြနဲ့တချို့သားသည်တချို့လင်းဆုံးစစ်ဆိုတာကြီးကိုမုန်းခဲ့တယ်မဟုတ်လားအမေအဖေမရှိတဲ့နောက်အမေရဲ့အကိုကြီးရဲ့အမရဲ့ကျွန်တော်ရဲ့လေလောကကဘာမှာစံတော်ဝါလျှောက်ခဲ့ကြပေါ်အရွယ်ရောက်ခါစားအကိုကြီးထမ်းလေးသင်ခဲ့ရပေါ်အကိုကြီးဟာသာသနာပေါ်မှာအယုထုဘုန်းကြီးလို့ဖို့စိတ်ကူးရှိပေမဲ့ကျွန်တော်တို့အတွက်ယုံကြည်ချက်တွေကိုဆွင့်ခဲ့ရမည်ပေါ်ကျွန်တော်ကတော့ရောင်တစောင်းနဲ့ဘုန်းကြီးကျောင်းသားပြီးတော်တာကျောင်းရောက်ကျောင်းစင်းချိန်မှာသိုးစိတ်နွားကျောင်းကျွန်တော်တို့တွေဟိုသပြေပင်တောင်ဆောင်စီကလက်ပြဟစ်အော်တချင်းတကြောနဲ့ခွေးကော်ပတဲ့သူဟင်းရွက်ကိုယုံရှာတောင်ရလို့သူထင်းကုတ်သူတွေထညက်ကြိုသူထမ်းသက်သူတွေနေကပူလုံကုန်းခုံမှာဟိုးနောက်တောင်မှာမိုင်းပြမြူကိုတွေနဲ့ပုပ်ပါဆိုရဲတောင်တော်မြတ်ကြီးစီမြို့ကြီးငင်းမောစိမ့်လန်းတဲ့ရာတော်တွေကြားအကိုကြီးကထမ်းလေးကျွန်တော်ကထရေအိုးသေးအမေရဲ့အမရဲ့ကထညက်ကျူစက်ကန်းခက်ထင်းတခါတလေမြေပဲကောတခါတလေဝါဆိုင်တော့လိုက်လုပ်ငန်းဆောင်ပေါ်မြို့ရနေကုန်ပြက်ပြုံးစီအောင်တပြဘူကြီးမိုက်သီးအခေါင်မင်းနဲ့မြိုက်လို့တိုက်ခိုက်ပူလောင်ဝါလာသာမှကြသူရုပ်ကောင်းဖလောက်ကလေးရဲ့ထိုးတောင်ပြိုတို့မောင်ရှာမလုပ်တယ်ဝါခုတ်တဲ့တောင်အဲ့လိုအကိုကြီးတက်တဲ့ကြပြားပြီးတန်ပေါက်တွေကျွန်တော်မှအမွေရခဲ့ပေါ်နေညိုချင်းတိမ်တောင်ပြိုကြောက်တဲ့ဒီရဲ့ကြီးစီမီးကွယ်မှန်အိမ်နဲ့အဲ့လိုကြီးလက်ဘဝတချင်းကြပြားပြီးရှင်ထဲမှာအမျက်တွေခဲ့ရပေါ်အမေကြီးကျေးစီကိုရိုက်နှက်နေကြပေါ်လဲဘင်းကိုသူတို့တွင်းကြပေါ်အမေကောင်းကြခဲ့တဲ့သေးကလေးဟာအမေရွာနဲ့အလံဝေးနေပြီမဲ့ဒီတော့ဒီတောင်ကြအမေတယောက်တည်းမထားရမှာဘူးအမေကျွန်တော်အဖွားရဲ့အမေစတဲ့ဆွေမျိုးတော်သူရောမတော်သူပါတရွာလုံးနောက်ဆုံးစုဝေးရာဟိုးစေအိုးနဲ့သုံးတန်ဆိုတဲ့နေရာရောက်အောင်အမေကိုကျွန်တော်တို့ပို့မှာပေါ့လမ်းကချမ်းလိုက်တာအမေတောင်ကမူချက်ကတိကြ
နှစ်တွေများစွာရင်တိုင်စားမှုနဲ့ပြက်လူလင်းလန်းမပေါ်မှာအမေကောင်းဟာလှုပ်ရမ်းလာကြီးဖြည်းဖြည်းစူကိုင်းတွေဘေးပဲမျက်နှာကိုချစ်မိကြအောင်မယ်ဟိုတုတ်တန်ကိုရောက်တဲ့အခါဖုန်းကြီးတွေတရဏဂုံရွတ်ဖက်ကျွန်တော်လက်နဲ့ရေးစက်သွင်းချအမြဝေးအမေကောင်းရာဒုက္ခလာပါစေလို့ကျွန်တော်အမြဝေးမယ်ကျွန်တော်ကိုယ်ပေါ်မှာဖုန်းလေးပေးခဲ့ညစ်ပတ်နေမလားပဲမန္တလေးကမိထီလာမလိုင်ပန်းအိုင်တလန်းလုံးဖုံလုံးကြီးတဲ့ဖြတ်ခဲ့ရအခုလည်းဖုံလုံးကြီးထဲမှာကျွန်တော်ကိုယ်ပေါ်မှာကျွန်တော်တစ်ခေါင်းလုံးမှာဖုံလေးပေးခဲ့ညစ်ပတ်နေမလားပဲဟိုတုတ်တန်ကိုရောက်လို့ရေစက်သွင်းချအမြဝေးတဲ့အခါငယ်စရာဖုံးတော်ကြီးကျွန်တော်ကိုကြည့်ပြီးအံ့ဩနေလိမ့်မယ်ညရောက်တဲ့အခါဦးလေးဘယ်နဲ့ပြန်มาလဲတနေ့တခါပြန်လာပါနော်ကျွန်တော်ကြောင်းဆက်နေခြင်းနဲ့ညီမလေးမှာဝတ်စရာအင်ဂျင်မရှိတော့ဘူးဟောဒီအငယ်မှာမနစ်ကနှစ်တန်းကြတယ်ငါမောင်ရဲ့ဟောဒီကြံနေတဲ့မျက်စိတစ်ဖက်ကလည်းဆရာဝန်ကခွဲရမယ်တဲ့အမားလည်းကြောက်တတ်လို့စေရုပ်ကနောက်ထပ်မရောက်တော့ပါဘူးစတဲ့စကလုံးတွေရာကျွန်တော်ဘာများတောင်းဝဲယူနိုင်မလဲမင်းတို့အတွက်ငါအတွက်အနည်း30လုံးလုံးဦးလေးစဉ်းစားနေတော့မယ်ဦးလေးကစဉ်းစားနေတော့ပါပဲကွယ်တစုံစရာဂရိတွေဘေးထားပြခဲ့ပြီးနည်းနည်းခင်းတစ်ခုမှဖက်တကောင်လိုပြန်ပြေးသွားမယ်ဟိုတခါကအမေကိုထားပြခဲ့တယ်လို့မျိုးပေါ့ဟောဒီကဘာကြီးရဲ့နာမကျန်းမှုတွေကိုစေဝါကူတာကိုကျွန်တော်ကြပြစရာလုပ်ရမယ်ကြပြစရာလုံးမှဖြစ်မယ်အမေအဲ့ဒါလို့ဆိုပြီးအမေကိုထားပြခဲ့တော့ကရာကင်းတဲ့ဘေးတော်လန်းလေးပေါ်မှာမြေရိုင်းပင်တွေကိုတိုးပြက်တစ်ဆက်ဆက်နဲ့ကျွန်တော်ဖက်တဲ့တန်တွေချန်ရစ်ခဲ့တယ်ရာကင်းတွေနောက်မှချန်တောတန်းတွေချန်ရစ်ခဲ့တယ်ကြောက်စည်းရဲ့ကုန်းကောင်တလင်းပြောင်မှာရုံထောင်ပရတူဂျိုးတဲ့ငယ်ဘဝတွေချန်ရစ်ခဲ့တယ်လေးလေးမာမာနေဖို့စကလုံးတို့တုံးကအမေမျက်နှာပေါ်မှာမျက်ရည်စားတွေကျန်ခဲ့တယ်။တငယ်ချင်းတွေလက်ပြနေစေအိုးဆွဲပေါ်တရှဲရှဲမြည်လေးရဲ့ရထားထွက်ကတုံခါနေတဲ့တက်ကြိုးပေါ်မှာတောကြီးကတကောင်အုံမြည်ရင်ကြံရစ်ခဲ့တယ်။မျိုးပြဘဝရဲ့ခံစားမှုမြင့်ရတ္တတစ်ထဲမှာပလက်ဖောင်းတစ်လျှောက်သမီးတိုင်တွေအောက်တယောက်ကိုတယောက်ဖြတ်ကျော်လျှောက်သွားရင်ဒစိမ့်ဆန်တဲ့လူတွေကြားမှာဟိုးနောင်တော်စီကိုမျောရမ်းတော်လန်ကလေးကိုလွမ်းခဲ့ရပေါ့အမေငင်းညိုချင်းအင်းကိုပြန်လမ်းဘေးတိုက်ကြထတိုင်နာမှာမရက်နေတစေတွေလားအမေတစေကိုကျွန်တော်ကြောက်လာကြီးရောင်ရမ်းရွတ်ဆိုမိတော့လဲရဲတဲ့တဲ့ဖြစ်သွင်းရပြီအမေလူမှုဗေဒဝဟာရနဲ့ရတ္တတစ်တွေကနှလုံးသားကိုတအားကိုချစ်ပွတ်သက်ပြီးဖြည့်တော်လဲရရန်မြဲပါအမေစီးစာကြီးတဲ့တိုးရှဲဖြတ်တဲ့ကိုလန်းကိုသွားခဲ့ကြရာစကားညှင်းဆန်ကားဟွန်းတန်တွေကြနှလုံးသားသိစိတ်မသိစိတ်မှာယောဂထူပြောခဲ့ဖို့အမေတန်ကျွန်တော်ပြန်မလာနိုင်တော့ဘူးငါမီးလေးတွေအမေကျင်လာပြီဆိုဟောအကြီးလေးကမတူမှာတဲ့ပိန်သွဲနဘူးကြဲနဲ့တိတ်ချစ်စရာကောင်းတဲ့အမေအငယ်လေးကမငိုဝါတဲ့အစာပုတ်ဝါတုတ်ကလေးနောက်တစ်ယောက်ကသားကြီးမောင်ဖိုးကားစိုးတဲ့နေရာမှာမြောက်ရှုံးပါပဲငယ်လေးကလေးကမြောက်ကလေးလိုပဲကြီးလာရင်မြောက်ကြီးနဲ့တူမလားပဲသူတို့မောင်နှမတွေဦးလေးတွေအတော်တွေနဲ့တွေ့ဖို့ကျွန်တော်လာခြင်းပါရဲ့အမေထားပေးမယ်ဟောကျွန်တော်တို့အားလုံးအတွက်အရွယ်မရောက်ခင်ထမ်းပြီးတင်ခဲ့ရတဲ့အကိုကြီးထမ်းမင်ပေါ်ကစောင့်ထိုးကြအနိစ္စရောက်ခဲ့ရပြီမဟုတ်လားကျွန်တော်အမေသမီးပိန်တာယိုလေးသားသမီးခဏရောက်မွေးပြီးတော့ဆင်းရဲမှုတွေမခံနိုင်လို့ထင်ပါရဲ့အနိစ္စရောက်ခဲ့ရပြီမဟုတ်လားအမေဒီတော့ဒီတောင်တဲ့အမေသားသမီးတွေနဲ့အနေဝေးအသေးခွေးခဲ့ကြရတော့လဲအမေတယောက်တည်းမဟုတ်ဘူးအမေမြေတအုပ်နဲ့ထညက်ကျူထင်းခွေရေကန်ကျွန်တော်တပြားတစ်ချက်မှမထောက်ပံ့နိုင်ပေမဲ့ငတ်မသေးခဲ့ဘူးအမေသေးရတာငတ်လို့မဟုတ်ဘူးအမေ
မနေ့ကအမေဆုံးကြောင်းကျင်းနှံရတော့ခရီးသွားဖို့ဇနီးမယားနဲ့တိုင်ပင်ပြင်ရဆင်ရငွေရှာရနေပေါ့ညရောက်တော့လေခြင်းနဲ့မအေးပူဆွေးနေစေမှာကလေးတွေကတေးပွေသွားကြည့်ကြတဲ့။အော်မင်းတို့ဘာသေးတဲ့ရဲ့မင်းတို့တော့ဘာမှမခံစားရပါလားနော်။ငယ်သေးတဲ့ကလေးတွေပဲဆိုရတာတက္ကနာပေါ့မျိုးပြမှာနေတဲ့အမေမီကလေးတွေအမေနဲ့တအားဝေးခဲ့ပါပေါ့လားဆိုတဲ့အတွေ့တွေကနှလုံးသားတဲ့စုနဲ့တကယ်ကိုပါပဲဘွားဆိုတာကိုလည်းမကြင်မနဲ့ဖြစ်ရပြန်ပေါ့အမေခံစားရပြီပေါ့ကျွန်တော်ခံစားရပြီပေါ့အမေကျွန်တော်ဟာဗုဒ္ဓဘာသာဗမာယဉ်ကျေးမှုတွေကလူတစ်ယောက်အဖြစ်နဲ့ပဲအသက်ရှင်ရည်တည်နေစေပါအမေမေမေကျေးဇူးကိုရိုက်နေကြပါလဲဘင်းကိုသူတို့တွင်းကြပါမေကောင်းဟာလဲပေါ်မှာရင်ထိုးလို့ရှားဆောင်ပြတဲ့ပင်ပေါ်ကဒေါ်ရင်ဆိုတဲ့အကောင်တွေတကြီးကြီးမြည်လို့အမေမြေကလေးလေးတွေအမေရဲ့ဆွေမျိုးသားချင်းကလေးတွေအမေကိုခင်မင်တဲ့သူတွေပရဏာသေးကိုရွတ်ဆိုလို့အမေကောင်းပေါ်ညောင်ရက်တွေကျွေးကြဒါဟာတင်္ဂါရတရားပဲလို့ဆိုချင်သလားမသိပေဘူးအမေကုန်တန်းချင်းအပြည့်နဲ့ကားတစ်စီးဝေးပြီးလမ်းမကြီးပေါ်ဖြတ်မောင်းသွားနေရဲ့ထမ်းမဲ့မြင်းမြင့်ကြီးတွေပေါ်ကရွှေရောင်းချောက်တွေတစ်ရှဲရှဲမြည်လို့